အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်လင်းတုံးစာစံအခန်း259ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အခန်း259ဒီကောင်လေးကတကယ်ကိုခေါင်းမာတာပဲငွေပါလေးကမျက်မှောင်ကျုံကရေရွတ်လိုက်သည်လင်းတုံး၏လက်ရှိအခြေအနေကကောင်းမွန်သည့်အနေအထားမရှိကြောင်းသူအာရုံခံမိပေသည်ယခုလက်ရှိဖြစ်နေသည့်ကစင်ကဲပြောင်းလဲနေခြင်းဖြစ်သည်ဤစင်ကဲပြောင်းလဲခြင်းသာအောင်မြင်ပါကလင်းသုံးဤခွန်အားကတဟုန်ထိုးတိုးသက်သွားပေမည်သို့သောကြာရှုံးသွားပါကသူဤခန္ဓာကိုယ်ကတစစီပျက်စီးသွားပေမည်အချိန်တွေကကုံဆုံးဒီမှာမြန်လာပေသည်မျက်စိတမိတ်အတွင်းနေတဝက်ခန့်ကုံဆုံးသွားသည်လင်းသုံးဤအသက်ရှူနှုန်းကလည်းတဖြည်းဖြည်းအားလျော့လာသည်ထို့ကြောင့်သူ၏နှလုံးခုန်နှုန်းသည်လည်းတဖြည်းဖြည်းနှိမ့်ကွေးလာသည်နောက်ထပ်တနာရီခန့်ကြာတော့အခါရုတ်တရက်တိုးညင်းသောအတန်တစ်ခုထွက်ပေါ်လာသည်ထို့နောက်လင်းတုံး၏ခန္ဓာကိုယ်ပေါ်တွင်ဖုံးလွှမ်းနေသောသွေးချောက်များမှတဖြည်းဖြည်းစတင်ခွာကျလာသည်ထိုသွေးချောက်ဖက်များခွာကျပြီးသောအခါလင်းတုံး၏ကြေးရောင်သားရည်ကဖြင်းညင်းစွာပေါ်ထွက်လာသည်သို့တော်ယခုအခါလင်းတုံး၏အသားရည်ကိုတေချာကြည့်လိုက်မည်ဆိုပါကသူ၏သားရည်တွင်ကြောက်စိမ်းရောင်လည်းအနှဲငယ်တန်းနေမည်ဖြစ်ပါသည်ဒါကြေးမိုးကျိုးခန္ဓာကိုယ်ကနေစင်ကဲဖွံ့ဖြိုးလာတာပဲလင်းတုံးဤကြောက်စိမ်းရောင်အနှဲငယ်ရောရှက်နေသောသားရည်ကိုကြည့်ကမွေပါလေး၏မျက်လုံးများကတလက်လက်တောက်ပါသွားသည်ကဲ၍လင်းတုံးတာတားရဲတထောင်တတိမှစွမ်းရည်များကိုအောင်မြင်စွာဆုပ်ယူနိုင်ပါကထိုစင်ကဲတိုးသက်ပြောင်းလဲခြင်းကအောင်မြင်သွားကကြေးမိုးကျိုးခန္ဓာကိုယ်ကနေကြောက်စိမ်းမိုးကျိုးခန္ဓာကိုယ်ဖြစ်သို့ပြောင်းလဲသွားပေမည်လင်းတုံးကလက်ရှိတွင်အလွန်အရေးကြီးဆုံးအခြေအနေအားရောက်ရှိနေသည်ကိုသိတော်အခါမိတောက်ကလေးကကျဲလောင်စွာတစ်ချက်ဟင်းဟောက်ပြီးချက်ချင်းကောင်းကင်ထက်သို့ပြန်သက်သွားကပတ်ဝန်းကျင်တစ်ဝိုက်လုံးကိုလှည့်လည်ကကင်းလှည့်ပေတော့သည်လင်းတုံးကအချိန်လူကကြောက်စိမ်းမိုးကြိုးခန္ဓာကိုယ်ကိုရရှိရန်ကြိုးစားနေစဉ်ခက်လန်းလန်းတောင်တန်းတနေရာတွင်မိခိုးရောင်ဘွဲ့အကြီးကဲမှာအေးဆက်တော်မျက်နှာထားနှင့်လင်းတုံးတို့တိုက်ပွဲဖြစ်ခဲ့သည့်နေရာသို့ရောက်ရှိနေ၏တင်ကေတရုတ်သေးရဲ့အမတ်သားကတုံခါမှုလိုင်းတွေထိုမိခိုးရောင်ဘွဲ့လူကြီးကရုတ်တရက်သူ၏မျက်လုံးများကထက်ရှာသွားကအတော်လန်းသောတောင်တန်းစီသို့ကြည့်လိုက်သည်မျိုးမစစ်ကောင်မင်းငါလက်ထဲကိုင်းနဲ့မလွတ်ပါဘူးတည်ငြိမ်သောကံရည်ပြင်ထက်တွင်မျက်စိကျင်းလောက်သောအလင်းများထွက်ပေါ်နေ၏ထိုကံလေးရှိကျောင်းဆောင်ကြီးတစ်ခုပေါ်တွင်ပုံရိပ်တစ်ခုမှတင်ပလင်ခွေထိုင်နေသည်ထိုလူဤခန္ဓာကိုယ်ပူချိန်ကအေးခဲမက်ရောက်ရှိနေသည့်တိုင်အောင်သူကတော့တလက်မမြမရွေ့ချေသူ၏အသက်ရှူနှုန်းသည်လည်းပုံမူဖြော့လာသည်သို့တော်လေထဲတွင်ရက်တက်နေသောမွေပါလေးမှာဒီအချိန်ကလင်းသုံးအတွက်အရေးကြီးဆုံးအချိန်ဖြစ်ကြောင်းသိရှိပေသည်အကယ်၍လင်းသုံးတာကြေးရောင်ဖြစ်သောသူ၏အရေးပြားနေရာတွင်ကြောက်စိမ်းရောင်ကိုအစားထိုးလိုက်နိုင်ပါကတေချာပေါက်ကြောက်စိမ်းမိုးကြိုးခန္ဓာကိုယ်ကိုအောင်မြင်သွားပေမည်ထိုအချိန်ရောက်ပါကလင်းသုံး၏ခွန်အားများသည်လည်းတဟုန်ထိုးတိုးတက်သွားပေမည်ကံပြန်အနီးတစ်ဝိုက်အနီးပတ်လည်ကအေးချမ်းတည်ငြိမ်လျက်ရှိသည်သို့တော်ရုတ်တရက်မွေပါလေး၏မျက်နှာကအေးခဲသွားသည်အဘဲကြောင့်ဆိုတော့အလွန်ဆွမ်းထက်သောအရှိန်အဝါတစ်ခုကသူတို့ရှိရာသို့လျင်မြန်စွာပြေးလာနေသောကြောင့်ဖြစ်သည်ဒီအရှိန်ဝါကမိတ်ဆွေတော်ဟုတ်ဟန်မတူဘူးမွေပါလေး၏မျက်လုံးများကကျဉ်းမြောင်းသွားကသူ၏အမူအရာသည်လည်းတည်ကြည်သွားသည်ဤဒီယိုကြည့်ခြင်းအပြင်ထိုအားကောင်းသောအရှိန်အဝါကမိမြအဆွမ်းထက်မီကိုသိနိုင်ပေသည်အခြေအနေကိုသုံးသပ်ရလျင်ထိုလူဥတီလာဒီမှာသူတို့သာဖြစ်ကြောင်းမေးစရာပင်လိုမည်မဟုတ်ချေဒီကောင်ကတော့အတော်ချမ်းတာပဲငွေပါလေးအမူအရာကလုံးဝတည်ငြိမ်နေသည်ထိုစဉ်ရုတ်တရက်ကြားဟင်းတန်တစ်ခုထွက်ပေါ်လာပြီးချက်ချင်းလက်စီးတစ်ခုအလားမွေပါလေးအနားသို့ရောက်လာသည်ထိုစဉ်လူရိပ်တစ်ခုကမိုးကုတ်ဆက်ဝိုင်းထက်တွင်ပေါ်ပေါက်လာသည်ထိုလူမှာကြီးမားသောအယိုးရှည်လံကိုကင်ဆိုင်ထားသောမိခိုးရောင်ဝတ်လူကြီးဖြစ်ပေသည်ထိုကြီးကဲ၏မျက်လုံးများကတောင်ကြားကြိုင်ဝမ်းတွင်ရှိရေကန်ကိုကြည့်လိုက်စဉ်အလွန်အမင်ထက်ရှာပါသည်ထိုနောက်ပြင်းထန်သောလူသက်ငွေများပါဝင်နေသည့်စကားတန်ကတောင်ကြားတစ်ဝိုက်ပြန့်နှံ့လာသည်မျိုးမစစ်ကောင်မင်းငါသားကိုတတ်သွားပြီးလွတ်မြောက်နိုင်မယ်ထင်နေတာလားကျန်းနေဟာထိုလူကြီးအတန်ထဲမှပြင်းထန်သောလူသက်ငွေများကိုခံစားမိတော့အခါမွေပါလေးအနှဲငယ်ကူရမဲ့ဖြစ်သွားသလိုခံစားရသည်ထိုအဖိုးကြီးမှာထိုမြမြန်ရောက်လာလိမ့်မယ်လို့လုံးဝမထင်ထားချေ
ထို့ပြင်လက်ရှိတွင်လင်းတုံးကသူ၏အရေးကြီးဆုံးအချိန်ကိုရောက်ရှိနေကလုံးဝနောက်ဆက်ခံ၍မရပေမွေပါလေး၏မျက်နှာကတည်ကြည်သွားစဉ်မိတော့ကလေးကကျဲလောင်စွာဟိဟောက်လိုက်ကအသက်အနေထားပြင်ထားလိုက်သည်လင်းတုံး၏ကျင့်ကြံနေမှုကိုမည်သူကိုမှနောက်ဆက်ခွင့်ပေးနိုင်မည်မဟုတ်ချေထို့နောက်မိတော့ကလေးကသူ၏ပါဇက်ကိုဟာကမိုးကြိုးလုံးတစ်လုံးကိုမိခိုးရောင်ဝက်အကြီးကဲထံသို့ပြစ်လွတ်လိုက်သည်ထိုကြီးမားသည့်အယိုးရှည်လံကိုကင်ဆောင်ထားသောမိခိုးရောင်ဝက်လူကြီးကတောင်ကြားကျိုင်ဝမ်းရှိရေကန်အလယ်မှပုံရိပ်ကိုတွေ့သောအခါသူ၏မျက်လုံးများကလုံးဝအေးဆက်သွားသည်ထိုစဉ်မိတောက်ကလေး၏တိုက်ခိုက်မှုကထိုမိခိုးရောင်ဝက်လူကြီးစီကိုရောက်လာသောအခါထိုလူ၏ခန္ဓာကိုယ်ရှိမမြင်ရသောအကာအကွယ်ဖြစ်တာထိတွေ့သွားသည်ကြည်ရတာဟိုခွေးမသားလေးကသူ၏ကျင့်စဉ်ချိန်တွေမှာအရေးကြီးတဲ့အချိန်ရောက်နေပြီတင်နေ။အိုးကောင်းတာပေါ့ငါအလို့ရှုပ်တတ်တာပါတယ်။မင်းရဲ့အယိုးတွေအားလုံးကိုရိုက်ချိုးပြီးမင်းရဲ့ခန္ဓာကိုယ်မဟာယုတ်သေးမျိုးတန်တိုင်းမှာဆယ်ရက်တိတိနေလံပြီးမင်းကိုတတ်ပစ်မယ်။ထိုမိခိုးရောင်ဝဲလူကြီးကစိတ်ထဲမှာကျင်းဝါလိုက်သည်။ချက်ချင်းသူကလင်းတုံးစီတို့ပြန်တန်းသွားသည်။ထို့နောက်သူ၏လက်ကိုလှုပ်ရှားလိုက်ရာသူ၏ခန္ဓာကိုယ်တွင်မှစိတ်ဝိညာဉ်စွမ်းအင်များထွက်ပေါ်လာပြီးကြီးမားသည့်မိခိုးရောင်လက်ကြီးဖြစ်သို့ပြောင်းလဲသွားကလင်းတုံး၏ဥကောင်းထံသို့ပြေးဝင်သွားသည်ဟာပြဿနာပဲမိခိုးရောင်ဝဲလူကြီးကစတင်လှုပ်ရှားသည်ကိုမြင်သောအခါမွေးပါ၏မျက်လုံးများကအေးဆက်သွားကကျိန်ဆဲလိုက်သည်ချက်ချင်းသူ၏လက်ကိုလှုပ်ရှားလိုက်သောအခါခရမ်းရောင်ရင်အလင်းများထွက်ပေါ်လာပြီးထိုစိတ်ဝိညာဉ်လက်ကြီးကိုဝါမျိုးလိုက်သည်ထိုခရမ်းရင်ရောင်အလင်းများအောက်တွင်စိတ်ဝိညာဉ်စွမ်းအင်ဖြင့်ဖန်တီးထားသောလဝါးကြီးကအစအနပင်ရှာမတွေ့ဘဲနှင့်ပျောက်ကွယ်သွားသည်မွေပါလေးလှူရှာမှုကြောင့်မိခိုးရောင်ဝဲလူကြီးမှာချက်ချင်းလျှော့ရသွားသည်ထိုနောက်သူ၏အကြည့်ကိုမွေပါလေးထံသို့ပို့လွတ်လိုက်သည်အိုးနတ်ဆိုးဝိညာဉ်တစ်ခုပါလားမင်းရဲ့စွမ်းရည်တွေကမဆိုးပါဘူးမင်းရဲ့ရုပ်ခန္ဓာကိုယ်ထဲမှာရှိနေရင်တော့အလွန်စွမ်းထက်နိုင်ပေမဲ့ကံမကောင်းစွာနဲ့အခုမင်းကဝိညာဉ်တစ်ခုတတ်တာပဲလေအလောင်းနဲ့တော့တက်မလာနဲ့ငါရှိမှမင်းကဘာမှမဟုတ်ဘူးတေးစံမိခိုးရောင်ဝဲလူကြီးကအေးဆက်ရက်ဆက်စွာကြုံဝါလိုက်တော့အခါသူ့ပတ်ဝန်းကျင်မှာလေထုမှာအသက်ဝင်သွားဟန်ချက်ချင်းလေမုန်တိုင်းတစ်ခုအလားပြောင်းလဲသွားပြီးမွေပါလေးထံသို့နှင်းမုန်တိုင်းတစ်ခုအလားပြင်းထန်စွာပြေးဝင်သွားသည်မိခိုးရောင်ဝဲလူကြီးတိုက်ခိုက်မှုကိုမြင်သောအခါမွေပါလေးကသူ၏လက်သေးကိုအလင်းအမြန်ဝေ့ရမ်းလိုက်သည်ထိုနောက်ချက်ချင်းခရမ်းရင်ရောင်အလင်းသက်များထွက်ပေါ်လာကထိုအလင်းသက်များကရောင်ကြီးဆက်ဝန်းအဖြစ်ပြောင်းလဲသွားပြီးသူ၏ခန္ဓာကိုယ်အားကာကွယ်ပေးလိုက်သည်မိခိုးရောင်ဝဲလူကြီးတိုက်ခိုက်မှုကမွေပါလေးခရမ်းရင်ရောင်ရောင်ချဝန်းနှင့်ပြင်းထန်စွာထိတွေ့သွားပြီးအလွန်ကျယ်လောင်သောပောက်ကွဲသံများတဝုံဝုံထွက်ပေါ်လာသည်မွေပါလေးခန္ဓာကိုယ်ကအဆက်မပြတ်နောက်ဆုတ်ပေးနေရသည်လက်ရှိသူ၏ခွန်အားအရဝါကူးကဲ့သို့အဆင့်မြင့်ချီဖန်တီးခြင်းအဆင့်နှင့်ကျန်တိုက်နိုင်ခြင်းမရှိချေမွေပါလေးကဝါကူးဤတိုက်ခိုက်မှုကြောင့်နောက်တို့အဆက်မပြတ်ဆုံနေရစဉ်မိတော့ကလေးကကျဲလောင်စွာဟင်းဟောက်လိုက်ပြီးသူ၏ခန္ဓာကိုယ်တွင်လက်စီအလင်းများတောက်ပလာကသူ၏မိုးချိုးတောင်ပံများကိုထုတ်ဖော်ပြီးဝါကူးထံသို့ပြေးဝင်သွားသည်ဒီစံဝါကူး၏အမူအရာကအမုန်းတရားများဖြင့်ပြည့်နှက်နေသည်ထို့နောက်သူ၏လက်ထဲမှမိခိုးရောင်အယိုးရှည်လံကြီးကဘေ့စ်ဘောဘတ်တန်လောက်ထိကြီးမားသွားပြီးမိတော့ကလေးစီတို့လျင်မြန်စွာပြေးဝင်သွားသည်ထိုအယိုးလံကြီးနှင့်ရင်ဆိုင်မိပြီးမိတော့ကလေးခန္ဓာကိုယ်ကချစ်ချင်းလွတ်ထွက်သွားသည်ထိုနောက်သူ၏ခန္ဓာကိုယ်ကတောင်နံရံတစ်ခုနှင့်တိုက်မိပြီးတောင်နံရံတွင်အပေါက်ကြီးတစ်ခုဖြစ်ပေါ်သွားစေ၏ထိုပြင်းထန်သောရိုက်ချက်ကြောင့်မိတော့ကလေး၏မျက်လုံးများကသွေးကဲ့သို့နီရဲသွားသည်သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိအမွေးများကထောင်မှတ်လာကလက်စည်းများစီးဆင်းလာသည်ထိုနောက်ဝါကူးထံသို့တဖန်ပြန်လဲပြေးဝင်သွားပြန်လေ၏မိတော့ကလေး၏လက်ရှိခွန်အားမှာဝါကူးကိုရှင်တိုက်ရန်ဘလို့မှမဖြစ်နိုင်ချေထို့ကြောင့်ဝါကူးထံသို့ပြင်းထန်စွာတိုးဝင်သွားတိုင်းမိတော့ကလေးမှာလွန့်ထွက်သွားအောင်အရိုက်ခံလိုက်ရသည်ဖြစ်၍ထိုမြင်ကွင်းကအလွန်ပင်ရက်ဆက်လာသည်ခွေးမသားဟွာကူးကမိတော့ကလေးကိုရိုက်နေနေသည်ကိုမြင်တော့အခါမွေပါလေး၏မျက်လုံးများကအေးဆက်သွား၏ထို့နောက်မွေပါလေးကအသက်ပြင်းပြင်းရှူသွင်းကသူ၏ပါးစပ်ကိုဟာလိုက်သည်
ထိုအခါမွေပါလေး၏ပါဇက်အတွင်းမှများပြားလာသောခရမ်းရင်ရောင်အလင်းတန်းများထွက်ပေါ်လာသည်ထိုခရမ်းရင်ရောင်လင်းတန်းများကလျင်မြန်စွာဆူစည်းလာပြီးခရမ်းရောင်ဓာကြီးဖြင့်ပြောင်းလဲသွား၏ထိုခရမ်းရောင်ဓာကြီးကအလွန်ပင်အစွမ်းထက်သောအရှိန်အဝါများနှင့်ပြည့်နှက်နေပြီးစကလုံးဖြင့်ဖော်ပြရန်ခက်ခဲပေသည်၎င်းကကောင်းကင်ဘုံအားဆုတ်ဖြဲပစ်မိဟန်ပင်ကောင်းကင်ဘုံဆုတ်ပြဲခြင်းမော်ဘေးခရမ်းရင်ရောင်ဓာကြီးကတဝီဝီနဲ့လဲလာပြီးမွေပါလေးကသူ၏လက်ကိုလှုပ်ရှားလိုက်သောအခါ၎င်းကထိုနေရာမှပျောက်ကွယ်သွားပြီးဝါကူးထံသို့ပြေးဝင်သွားသည်ဝါကူးကခရမ်းရင်ရောင်ဓာကြီးပျောက်ကွယ်သွားသည်ကိုမြင်သောအခါသူ၏စိတ်ထဲတွင်အန်ဒီယံငွေသက်ကိုခံစားလိုက်ရသည်သူတွင်ကမရေတွက်နိုင်သောတေချင်းရှင်ချင်းတိုက်ပွဲဝင်အတွေ့အကြုံများစွာရှိပေသည်ချက်ချင်းသူ၏လက်ကိုလှုပ်ရှားလိုက်သောအခါကြီးမားသည့်အယိုးလန်ရှည်ကြီးကဝါကူး၏လက်ထွဲတွင်ပေါ်လာပြီးလန်ရှည်မှရွံဆွမ်းအင်များကဒီရီအလားထွက်ပေါ်လာသည်ချက်ချင်းအလင်းများတောက်ပလာပြီးကောင်းကင်တခွင်အယိုးများဖြင့်ပြည့်နှက်သွားကအယိုးတိုင်းတစ်ခုဖြစ်ပေါ်လာပြီးဝါကူး၏ခန္ဓာကိုယ်အားလွှမ်းခြုံပေးလိုက်၏ကောင်းကင်အယိုးတိုင်းအတုစစ်မသေးကွဲသောအယိုးတိုင်းကဝါကူး၏ခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းခြုံကာကွယ်ပေးထားသည်အခန်း259ပြီးဆုံးပါပြီ။နောက်နေ့တွေမှာအခန်း260ကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရပ်ခံအပ်ပါတယ်။အားလုံးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။